လားဆိုနားလေကြမင်းအရင်ကလေးလေးနဲ့ဖမ်းလိုက်တဲ့အတော်ကြီးကတနတ်ပါလိုက်မလို့ဘလို့လုံးမလို့ပြန်လုံးရင်ဘလို့လုံးမလို့အခုလည်းကဲမင်းအဲ့ဝင်ဖမ်းမိတဲ့ security အမျိုးသားတယောက်ရဲ့အရှိရဆိုင်ကတဲ့မျိုးသမီးတူရဲ့ကျဲဥရောက်တဲ့မျိုးသမီးမင်းတို့ဖမ်းအောင်မလားရဲစခန်းမှာမင်းတို့ခေါ်စစ်ခိုင်းအောင်မလားဟမ်တပြားတယောက်ကို၄ယောက်တော့ဝိုင်းပြင်းနေဆိုရင်မင်းတို့ဖမ်းအောင်မလားအဲ့ဒါဆိုမြန်မာနိုင်ငံဥပဒေရဲ့လစ်သွားမှာနော်မင်းတို့ဝိုင်းညောင်းကြပါဦးတခိုး9ယောက်တော့ဖမ်းတယ်ကွာတော်ပြီဗောသူလည်းမရှိလို့လို့ဆိုတာတယောက်တော့ချင်းဖမ်းမှလားဆိုရဲကောင်းတယ်ပြောကြသမ်းမအောင်ငါအခုမင်းတို့ကလက်တွေ့ကြပြောမှရမယ်ကောင်းနေမို့လို့ချီကလေးတွေမို့လို့ငါအခုလက်တွေ့ဖြစ်မှမင်းတို့လက်တွေ့ပြောတာမင်းတို့မျိုးသိတာတလားလောက်ရှိပြီကလေးကိစ္စတဲ့ဘာမှမဆိုင်ဘူးလားမပြောနဲ့အလားတရံတူးတဲ့အဲ့ဒီကလေးနဲ့ဖမ်းခံရတဲ့ဒေါ်ကီရင်မလာပါသူဆိုလက်နဲ့မပါလို့လေလက်နဲ့ပါလို့ပြန်လို့ဘသူရင်ကြော့မှာတော့ဆိုင်ရှင်မိမရင်သိမှာအဲ့တော့2ယောက်ရှိ3ယောက်ရှိချမ်းမှာငါလည်းချမ်းမှာငါ့ပြီးမှဖမ်းကွာငါ့အိမ်မှာတခိုးလာငါအသိပြင်းပါကွာရဲမလားမရှိရင်တွေ့ပါကွာအဲ့ဒါဘာဦးလေလာပြောနေရတော့ငကိုကလေးကကိုထားတဲ့ကိုနေလေငါပစ္စည်းလာမခိုးနဲ့လေငါမျိုးဘာလုပ်ကြကြောင်းမရှိဘူးမင်းတို့တွေကတခါကြရဲ့ဗုဒ္ဓဘာသာနိုင်ငံတနာတဲ့ကျင်နာတဲ့ဆိုတာယူမင်းတို့အခွင့်အရေးယူပြီးတော့တခိုးတယောက်ကို9ရက်လောက်ဝိုင်းဖမ်းမင်းတို့ဂယူနာတွေတက်မင်းမေးစတာဂယူနာတွေတက်ငါလုံးမသားတွေမင်းတို့လက်ကြမှာမင်းတို့နာမယ်တခိုးမင်းတို့ဘိုင်ဝမ်ဖမ်းကြီးလေမင်းတို့တစ်ချက်လွဲချော့သွားတာနဲ့ဟိုဦးကြီးတို့နှစ်ဖူးကိုပြစ်ခတ်လိုက်ရမှာလေဒါဘိုင်ဝမ်ဖမ်းတာလေဟိုဦးကြီးကဒါမင်းတို့ကလက်တွေ့ပြနေတာညင်းလို့မရတဲ့ကိစ္စတွေနဲ့မင်းတို့လက်တွေ့ပြောတာလက်တွေ့မကြသေးရင်မင်းမောင်နန္ဒဘာမှမပြောဘူးအခုလက်တွေ့ကြပြောတာမင်းတို့ပြောသလိုပဲဘိုင်ဝမ်ဝင်ဖမ်းတာဟိုဦးလေးကတွေ့လားဟိုမှာတနတ်ပါတော့ तू ရှော့သွားတယ်လေအဲ့တော့3ယောက်ကမင်းဝိုင်းတီးပြီးတော့မလုံနိုင်အောင်လုပ်တာလုပ်တဲ့ကောင်တွေမှားလာလားအဲ့ဒါတခိုးကိုနိုင်ကျင်တာလားနားလေကြသမ်းမှာမင်းတို့ပေါ်ပင်ကိုလိုက်ပြီးတော့ပျော်ရွှင်မနေနဲ့နာမည်ကြီးရင်တခြားနည်းနေနဲ့ကိုရည်ချင်းကိုကိုသုံးကိုမှဘာတဲလဲမရှိလဲဇလန်တို့လေးတွေရိုက်မယ်ဟုတ်လားကွန်တက်လေးလုံးမယ်အဲ့တဲလဲရှိရင်အဲ့ဒါမို့နဲ့ထိုးပေါက်စမ်းမှာဆိုရှယ်မီဒီယာလောကကြီးကိုလှူပြပြီးထိုးပေါက်နေစမ်းမှာနဲ့ငါတို့အတွက်အချိန်ကိုတက်တာလေငါတို့နာမည်ကြီးရင်တနေ့ကိုမင်း10သိန်းသုံးမယ်ကွာလူတယောက်ကိုမင်း9000လိုက်လူမယ်အယောက်20ငါဗီဒီယိုရိုက်ပြီးမင်းတို့မိုးဖိမိုးလင်းတင်ပေးမယ်မင်းတို့ပရိုက်တာသမားကြီးပရိုက်တာမောင်နှနာကြီးဆိုပြီးမင်းတို့ဘောမမယ်ဆောက်ရနေငါ့ကိုချစ်မယ်သိတာဗောမင်းတို့ဘာလို့ချင်းလဲမင်းတို့ဘာကျွေးလို့ရရဲဆိုတော့ငါတို့လို့ဆိုရှယ်မီဒီယာမှာနေတတ်တဲ့ကောင်လှုပ်ရှားတတ်တဲ့ကောင်အကုန်သိတယ်မင်းတို့ရဲ့ပြောကွက်တွေကိုအကုန်သိတယ်မင်းတို့မအားနဲ့တော့အဲ့မှာလီးတွေဖြစ်ကုန်ပြီစနစ်တွေမှာပြောင်းကုန်တာအကုန်လုံးကသဘောပေါက်ပြီလားမင်းတို့ငါအခုကတာရကနဲ့ဘာနဲ့တခါတည်းပြောတာမင်းတို့အခုဘာစီစဉ်နာနဲ့ပရိုက်တာဖွဲ့တယ်ငါမေးတာနည်းနည်းစောနေလားမသိဘူးငါဗီဒီယိုစောစီတွေ့လိုက်လို့ငါလည်းခုမှပြန်လာတာဒါမင်းတို့ငါတဲ့ကြိုပြီးတွေ့နေမှာတနေ့ကုန်သတင်းဆိုတော့ငါတနေ့ကုန်လိုင်းမရလို့လွန်ခဲ့တဲ့15မိနစ်လွန်ခဲ့တဲ့နိုင်ဝက်ကမှငါတွေ့တဲ့သတင်းကိုမင်းတို့ပြောတာမင်းတို့ငါထက်ပို့ပြီးတော့ line ပေါ်မှာကွာဘယ်ကောင်ခွေးဖြင်းကြီးဘယ်နေရာပူးလဲမင်းတို့ကြည့်နေတာပဲမင်းတို့တန်းပြီးငါထက်ပို့သိမှာပါငါထက်ပို့စောပြီးသိရမင်းတို့လှူဖို့စီစဉ်ပြီးပြီလားငါစုံနှမ်းပေးမယ်နော်ငါမြို့ကန်ဒီဦးလေးရဲ့မိသားစုလူချင်းတွေပြောငါစုံနှမ်းပေးမယ်ဗမာလဲမင်းတို့ကမင်းတို့လာလူပတ်သက်ခါရဲလွဲလက်ကုပ်တီးပေးမယ်ဝိုင်းဖမ်းပေးတဲ့ကြောက်ဥတဲ့ကြီးသူ့ရဲ့အရင်နေသူ့ရဲ့ကြက်ဥတွေကိုဒီလိုပြန့်ချဲပလိုက်တာဗန်းလိုက်ကြီးသူ့အတွက်နင်းနာတယ်အဲ့အတွက်မင်းတို့ဘာလုပ်ပေးမှလဲသူ့ကိုလည်းလူမလားဆိုင်ကယ်နဲ့ခီးသွားလားသူကလည်းရှိရနေမိန်းမ2ယောက်အာကမိန်းမရတော့ငါစောက်ရမ်းသဘောကြကြိုက်တယ်ကွာဟဲ့ငါစောက်ရမ်းမတက်နိုင်လို့ငါဘယ်ကောင်းရှင်ရတဲ့အလူမခံတာလို့ငါရှိမှအခုအလူခံတာငွေပတ်စံ300ချင်း300လုံးခွဲပြီးသွားပေးမှာပေဆုံးသွားတဲ့လူကိုငါပို့ပေးမယ်ကွာတေဆုံးသွားတဲ့လူကငါ350ပေးရဆိုကြံနဲ့ဖမ်းပေးတဲ့လူတွေကိုငါ350ခွဲပေးလိုက်မယ်ကွာပြီးတော့ဆိုင်ရှင်အကိုကြီးလားမကြီးလားမသိဘူးခင်ဗျားတို့ဘယ်လောက်ဆုံးရှုံးသွားလဲတော့ကျွန်တော်မသိဘူးဒါပေမဲ့လူအသက်တစ်ချောင်းလုံးတန်ဖိုးမရှိဘူးခင်ဗျားတို့ဆိုင်ကိုအသက်နဲ့လဲပြီးကာဝယ်သွားတဲ့ဦးလေးကြီးရဲ့
ရှေ့ရေးသူဘလူးလူလိုသူတာဝန်ယူထားတယ်သူရဲ့တာသမီးကဘယ်အရွယ်လဲသူရဲ့မြီးကဥမာအခုမူလာတန်းအရွယ်လေးလားအဲ့ဒါသူတာဝန်ယူပါလားခင်ဗျားတို့တာဝန်ယူသင့်တယ်ခင်ဗျားတို့ကြီးစုသင့်တယ်ကြီးစုလိမ့်မယ်လို့လည်းကျွန်တော်ထင်တယ်ဘာလို့လဲခင်ဗျားတို့ကစီးပွားရေးသမားမို့လို့ခင်ဗျားတို့ပို့တည်တယ်ခင်ဗျားတို့ attention လိုက်တဲ့လူမဟုတ်ဘူးဆယ်လီဖြစ်နေတဲ့လူတွေမဟုတ်ဘူးဆယ်လီဖြစ်နေတဲ့လူတွေကတော့ပေါ်တင်အလိုလိုပြီးမှလာမှာခင်ဗျားတို့ကလက်သိထိုးပြီးလို့ရင်လူမှာအဲ့လူသိနေခင်ဗျားတို့မှန်တော့စကားပြောတာငါပတ်စံပိုရှန်နေကြီးရောက်လှူရတန်းနေဆိုပိုရှန်မှလှူလို့ရတာငါကိုယ်တိုင်ကဂရီဂရီဖြစ်နေငါဘယ်ကောမှလှူလို့မရဘူးငါပြီးခဲ့တဲ့လားငါလှူခဲ့တယ်ငါပိုရှန်လို့ငါလှူခဲ့တာဒီနလားငါမလှူနိုင်သေးဘူးငါမပိုရှန်သေးလို့ကွာအဲ့တော့မင်းတို့အမြဲတမ်း attention